မင်္ဂလာပါခင်ဗျာဒီနေ့ကတော့တရသည့်အစိတ်တုပ်လေးတုပ်စားပါမယ်ခင်ဗျာရာသီစာတုပ်လေးလည်းဖြစ်ပြီးတော့အခုလိုနွေရာသီနဲ့လည်းအရန်ကိုလိုက်ဖက်ပါတယ်ခင်ဗျာအရင်ဦးဆုံးတရသည့်ကိုဂျစ်လေးနဲ့ချစ်ထားပေးပါမယ်ဓားလေးနဲ့ပေါက်ပြီးတော့တုပ်စားလဲရပါတယ်တရသည့်ကတအားချင်နေရင်တော့စားရည်လေးနဲ့စီပြီးတော့နေပြည့်တာပိုကောင်းပါတယ်အခုတော့တိတ်မချင်တာမလို့ဒီတိုင်းလေးပဲတုပ်ပါမယ်တရသည့်တုပ်စီချက်လေးနဲ့တုပ်မှမလို့အရင်ဦးဆုံးစီချက်လေးကြော်ပါမယ်စီချက်လို့ဖို့အတွက်စီပူလာရင်စသင်းမို့ကြက်သွန်ဖြူကြက်သွန်နီးထည့်ပါမယ်အရေးကြီးဆုံးကတော့မီးအေးလေးနဲ့ချက်ပေးဖို့လိုပါတယ်ခင်ဗျာမီးပြင်းလို့ရင်စီချက်တူးပြီးတော့တောက်တဲ့ချေကြလို့ရှိရင်ပြတ်သွားနိုင်ပါတယ်အခုလိုရွှေအောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့မီးပေးလို့ရပါပြီပင်ပူနေတဲ့စီထဲကိုမယိုတိခွဲချမ်းနဲ့ရောင်တင်မိုးလေးထည့်ပြီးလို့ရှိရင်တော့စီချက်လေးရပါပြီခင်ဗျာဟင်းတစ်ခွက်ရတာကောင်းဖို့ဆိုတာအခြေယူရတယ်လို့ပဲဘဝမှာလည်းကောင်းတာတွေရဖို့အတွက်ဆိုလို့ရှိရင်တော့အခြေယူဖို့တော့လိုပါတယ်ခင်ဗျာအခုဆိုရင်အနက်မွေမွေလေးနဲ့စီချက်လေးကရပါပြီခင်ဗျာအတုပ်တုပ်ဖို့အတွက်ကြက်သွန်လေးတွေကိုပပလေးလှီထားပေးပါမယ်ပြီးရင်တော့အငြိုသီးစေးတောက်လေးတွေကိုလည်းလှီထားပေးလိုက်ပါမယ်ခင်ဗျာပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ပြီးပြီဆိုရင်တော့တရသည့်အစိတ်တုပ်လေးကိုတုပ်ပါတော့မယ်ပပလှီထားတဲ့ကြက်သွန်စေးလေးတွေနဲ့ငြိုသီးလေးတွေကိုထည့်ပါမယ်ထောင်းထားတဲ့ပဇွန်ချောင်းမို့နဲ့မြေပဲကိုထည့်ပါမယ်ပြီးငါးငန့်ပြဲကြီးနှစ်စုံထည့်မယ်ချုံမို့နဲ့ထည့်ပါမယ်ခင်ဗျာပြီးရင်တော့စီချက်လေးတွေထည့်ပါမယ်ခင်ဗျာပါဝင်ပစ္စည်းလေးတွေတစ်ခုချင်းထည့်ပြီးပြီဆိုလို့ရှိရင်တော့အတုပ်လေးကစတုပ်လို့ရပါပြီဒီတုပ်လေးကမြေပဲမထည့်ပဲတုပ်လဲရတယ်မြင်ငပိလေးထည့်ပြီးတုပ်စားခြင်းလဲတုပ်စားလို့ရပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်အနံလေးကမှုေးပြီးတော့အယောင်လေးကလည်းလှနေတာပဲတုပ်ရင်းနဲ့တော့မှတော်လေးစားခြင်းနေပြီအားလုံးတမအောင်တုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့တရသည့်အစိတ်တုပ်လေးရပါပြီခင်ဗျာတုပ်ဆရာဆိုနဲ့ပဲဆဆသူ့တစ်မျိုးတည်းကိုထမင်းနဲ့ပဲဆဆအရန်ကိုစားလို့ကောင်းတဲ့အတုပ်လေးဖြစ်ပါတယ်ချူချင်းကန်ဆက်ရတာလေးပါဝင်အောင်မို့လို့အခုလိုနေရာဒီမှာကတွင်းပြက်နေတဲ့လူတွေနေနဲ့ကြိုက်တွေ့မှာပါတုံးရတာလည်းလွယ်ပြီးတော့အရန်ကိုရတာရှိတဲ့အတုပ်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲလိုက်တုပ်စားကြည့်ကြပါခင်ဗျာစိုးထစ်ချစ်ပေးလို့ကျေးဇူးတင်ပါတယ်